ကျွန်တော်ဒီမလာခင်မှာစစ်တပ်တပ်ရင်တရင်ကိုကျွန်တော်သိမ်းတယ် AKG တသိန်းကျော်လေးပဲကုန်ကျွန်တော်တို့တလားအခုံဘန်ဒါငွေရရှိမှုဂရီနီပြည်နယ်မှာသိန်း9000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ပါတယ်အဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဘက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုတဲ့ပတ်စက်အရေးအတွက်ဟာကိုမှ AKG 4သိန်းဝယ်လို့ရပါတယ်ကျွန်တော်ဒီမလာခင်မှာစစ်တပ်တပ်ရင်တရင်ကိုကျွန်တော်သိမ်းတယ် AKG တသိန်းကျော်လေးပဲကုန်တပ်ရင်တရင်ကိုပြန်များအားဖြင့်တသိန်းနဲ့သိမ်းလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်တလားရတဲ့ငွေတွေကကြီးစံ4သိန်းဝယ်လို့ရရင်အနည်းဆုံးတက်ရင်2ရင်3ရင်ကိုတာလေးသိမ်းလို့ရဒါပေမဲ့စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှ%ကလလာတာကဘယ်နှ%KNDF ကဘယ်နှ%ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းခွဲပြီးတော့မှဘယ်တက်ရင်မှမသိမ်းနိုင်ပဲဖြစ်နေရပါတယ်အဲ့တော့လူထုအနေနဲ့ဒါတွေကိုများတွန်းအားပေးဖို့လိုပါတယ်เพราะมันมาที่ไหนมาตะกี้เราทราบ